နေရာဒေသအသီးသီးမှာတန်ညာကဆွေမျိုးတွေအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ဆ iam ငွေကြပြီဖြစ်ပါတယ်နော်။ဒီကနေ့2025ပေါ့နော်2025ဆယ်လပိုင်းတလစာအတွက်ဗုဒ္ဓဘုသားသမီးတွေရဲ့တလစာကံကြမ္မာကိုခံမှန်းအကြံပြုပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုအကြံပြုပေးတဲ့နေရာမှာကျွန်မကတော့အချက်5ချက်နဲ့အကြံပြုပေးမှာဖြစ်ပါတယ်ကျွန်မကတော့ကျမ်းမာရေးကိုဦးစားပေးတဲ့သူဆိုတော့နံပါတ်1ကျမ်းမာရေးနံပါတ်2အချစ်ရေးနဲ့အိမ်အောင်ရေးနံပါတ်3စီးပွားရေးနဲ့ငွေကြေးကိစ္စနံပါတ်4ပညာရေးနံပါတ်5ခရီးသွားလာခြင်းတို့ဖြစ်ပါတယ်ရှင်နော်ကဲဟုတ်ပြီအခုနံပါတ်1အနေနဲ့ကျမ်းမာရေးကိုပြောပေးမယ်ပေါ့နော်ဗုဒ္ဓဘုသားသမီးတွေရဲ့ဆယ်လပိုင်းတလစာအတွက်ကျမ်းမာရေးပေါ့နော်ဒီဆယ်လပိုင်းမှာဟောတာတော်တော်များများညှိရယ်နော်အဖွင့်စမနော်ဆယ်လပိုင်းကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့တော်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓဘုသားသမီးတွေမကောင်းပေါ့နော်မကောင်းဆိုတာအဲ့လိုပြောကအနောက်ဆက်ရှိတယ်ဒီဗီဒီယိုကိုကြည့်မိတဲ့သူတွေပါလိမ့်မယ်နော်အနောက်ဆက်ရှိတယ်ဘလို့အနောက်ဆက်မျိုးလဲဆိုတော့ကျွန်မပြောပြမယ်ကျမ်းမာရေးကိုအရင်ဆုံးပြောမယ်ဆိုတော့အဲ့ဒီအတွက်စိတ်တော့ကကြီးကြီးမားမားရှိတယ်ပေါ့နော်ပေါ့နော်လူလဲပေါ့နော်ကျမ်းမာရေးထိခိုက်တဲ့သူတွေပါတယ်ဗုဒ္ဓဘုသားသမီးတွေပေါ့နော်ကျမ်းမာရေးထိခိုက်တဲ့ကျမ်းမာရေးမကောင်းတဲ့သူတွေများပါခဲ့ရင်တော့ဒါဆရာကောင်းတမကောင်းရှာပြီးတော့စစ်ဆေးပါမင်းမြန်းပါလုပ်တင်လုပ်ထွက်တာလုပ်ပါနော်ပယောကကြီးကြီးမားမားရှိတယ်ဘာကြောင့်ကြီးကြီးမားမားရှိလဲဆိုတော့ဒါကခုနကကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောတာနော်သူကစီးပွားရေးတော့မဟုတ်ဘူးဥစ္စာတော့အိမ်အောင်ရေးတော့မဟုတ်စီးပွားရေးကိုအကြောင်းပြုပြီးလုပ်ထားတယ်နော်အဲ့ဒါတိကျပြောတယ်မှာဗုဒ္ဓဘုသားသမီးတွေအခုကျမကနော်တပိုင်းစီပြောရတာမဟုတ်လို့နော်ဒါရောမပြောတော့ဘူးကျမရေးနဲ့ပတ်သက်လို့ရှင်တော့ကျမရေးမကောင်းတဲ့သူတွေပါလိုက်မယ်အဲ့အတွက်ကိုစိတ်တော့ကကြီးကြီးမားမားရှိတယ်အဲ့ဒါဟာမရိုးသားဘူးပယောကနောက်ဆက်ပါတယ်ဒါကျမရေးတကန့်နော်အိမ်အောင်ရေးနဲ့ပတ်သက်လို့ရှင်တော့အိမ်အောင်ရေးမှာတော့ငွေကုန်ကြေးကြများနေတယ်နော်ထင်သလောက်တွေမဖြစ်ဘူးအဲ့ဒီအတွက်ကိုစိတ်ညစ်နေရတာပေါ့နော်အခြေအေးမှာတော့ထူးထူးခြားခြားမရှိပါဘူးနော်အိမ်အောင်ကြီးကတော့အဲ့အတွက်ငွေကုန်ကြေးကြများတယ်နော်အဲ့ဒီအတွက်ကိုငွေရှာဖွေဖို့အတွက်ကိုတယောက်တည်းသွားရမယ်ခရီးတွေကလည်းရှိနေတယ်ကိုတယောက်တည်းသွားရဖို့အကြောင်းကိုတယောက်တည်းသွားမှအဆင်ပြေမဲ့အကြောင်းတရားတွေရှိတယ်သို့တော်လည်းကို့မှာဒီလိုအနှောက်အယှက်ကရှိနေတယ်နော်ဒါမျိုးရှိတယ်ဟုတ်ပြီနော်ဒါကတစ်ချက်စီးပွားရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုစီးပွားရေးကိုအကြောင်းပြုပြီးလှုပ်ထားတာစီးပွားရေးကဘလို့စီးပွားရေးမျိုးလဲဆိုတော့တူတယောက်တည်းလှုပ်တဲ့စီးပွားရေးမျိုးမဟုတ်ဘဲနဲ့စက်တူလှုပ်တာတွေနော်တခြားတယောက်နဲ့တိုင်ပင်တာတွေအပေးယူလှုပ်ရတာမျိုးတွေအဲ့ဒီလိုမျိုးအကြောင်းပြုပြီးတော့အဲ့ဒီစက်တူလုပ်ငန်းကိုနဲ့စက်တူလှုပ်ခဲ့တဲ့သူတဲကတဦးကလှုပ်တာပဲနော်ဒါတိတိကျကျပိုင်နိုင်ကျွန်မပြပြရတာနော်အဲ့ဒီအတွက်ကိုမှကိုကပေါ့နော်အောင်မြင်မှုတစ်ခုရဖို့တော့ခီးသွားဖို့ရှိတယ်အဲ့ဒီသွားဖို့အတွက်ကိုအဟံအတားဖြစ်နေတာကိုကသွားမယ်ဆိုပြီးတော့မသွားနိုင်ဘူးမသွားနိုင်အောင်လုပ်ထားတာမျိုးဖြစ်တယ်တကယ်တော့မိမိဒီဆရာတစုဖြစ်တယ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာဆရာတစုပဲเนาะတကယ်ကိုအင်မတန်တော်ပြီးအရေးချင်းရှိတဲ့သူဖြစ်ပါတယ်เนาะပညာရှိသတိဖြစ်ခဲ့ဆိုတို့လိုမျိုးပဲသတိတစ်ချက်လက်လွတ်သွားတဲ့အတွက်ဒီလိုမျိုးဖြစ်သွားတယ်เนาะဒါလေးအရေးကြီးတယ်ဒါကြောင့်မို့ဗုဒ္ဓဘုသားသမီးအများစုဟာတယောက်ကအထောက်ချက်ပါနေတယ်နော်အဲ့ဒီအတွက်ကိုကျမ်းမာရေးကိုစီးပွားရေးကိုထိကြိုက်တယ်နော်အခုပြန်ပြီးစတင်မယ်ဆိုလို့ရှိရင်အခုကျမပေါ့နော်ဒါဆရာကောင်းသမားကောင်းရှာပြီးတော့ဒုဆရာရှိတာလုပ်ပြီးလို့ရှိရင်တော့ပြန်ပြီးစတင်လို့ရှိရင်စက်တူလုပ်ငန်းနဲ့ပဲစပါမိမိတူတယောက်တည်းစလို့မရဘူးနော်အဲ့လောက်ထိလည်းကို့မှာအင်အားမရှိဘူးတကယ်လို့အဲ့လိုစက်တူလုပ်ငန်းနဲ့စလို့ရှိရင်တော့ကိုကဥဆောင်တဲ့သူဖြစ်မှာနော်ကိုကဥဆောင်ရလိမ့်မယ်ကိုကဥဆောင်ရင်အင်မတန်အောင်မြင်မယ်စီးပွားရေးနဲ့ပတ်သက်ရင်ကိုကအရင်တော့ perfect ပဲနော်စီးပွားရေးနဲ့ပတ်သက်ရင်အင်မတန်တော်တဲ့နော်အင်မတန်တော်တဲ့သူပါနော်ဒါကျွန်မပြောသလိုပညာရှိသတိဖြစ်သွားလို့အခုစီးပွားရေးနဲ့ပတ်သက်တာအားလုံးပေါ့နော်ငွေကြေးဆုံးရှုံးမှုတွေရှိတယ်ကျန်းမာရေးပါထိခိုက်တယ်ဒါကြောင့်မို့လို့ဒါကိုဆက်ကောင်းသမားကောင်းရှာပြီးလုပ်ပြီးလို့ရှိရင်အဲ့ဒီစက်တူလုပ်ငန်းကိုပဲပြန်စရင်မိမိကဥဆောင်တဲ့သူစပါတကယ်လုံးဝ top 1ဖြစ်သွားတဲ့အနေအထားမျိုးတိကိုဒီဆယ်လပိုင်းမှာပဲထောင်တက်သွားလိမ့်မယ်နော်ဒါလေးကိုကျွန်မအကြံဉာဏ်ပေးတာပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဗုဒ္ဓဘုသားသမီးတွေဟာဒီဆယ်လပိုင်းမှာပညာနဲ့ပတ်သက်ပြီးငွေကြေးတွေရမယ်နော်ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေပေါ့နော်ပညာဆိုတာစပေပညာပေါ့နော်စပေပညာပဲဖြစ်ဖြစ်အသက်ပညာပဲဖြစ်ဖြစ်ဥပမာသဘောတစ်ခုပေါ့နော်ဒီလိုဈေးရောက်တာတို့ဘာလို့ကတော့မဟုတ်ဘူးပေါ့နော်ဈေးရောက်နေဆိုတာတာမန်လူတိုင်းရောင်းနိုင်တယ်ပေါ့နော်ပညာတစ်ခုပေါ့ဥပမာပေါ့နော်ဥပမာပကြီးဆရာပဲထားပါတော့ပကြီးဆရာဆိုရင်တခြားလားတွေမျိုးထက်ဒီဆယ်လာပဲမှာသူ့ပကြီးတွေကလူတွေရဲ့စိတ်ဝင်စားမှုခံစားရတယ်ပေါ့နော်အများနဲ့မတူတဲ့ထိုးထွင်းဉာဏ်ရှိတဲ့သူတွေနော်အများနဲ့မတူတဲ့ပညာရက်ပါတဲ့
ဘဝရက်တည်တဲ့သူတွေ10လပိုင်းမှာထူးခြားမယ်နော်ထူးထူးခြားခြားအခွင့်အရေးမိမိစီကိုရနိုင်မယ်အဲ့ဒီအခွင့်အရေးကြောင့်ပဲငွေကြေးအမြောက်များရနိုင်မယ်ဒါကဗုဒ္ဓဘုသားသမီးတွေနော်နောက်ပြီးတော့တခုဗုဒ္ဓဘုသားသမီးတွေက10လပိုင်းမှာစေဝါနဲ့ပတ်သက်လို့လေ့လာတာလေးတွေဒါလေးတွေအင်မတန်ကောင်းမွန်တယ်နော်စေဝါနဲ့ပတ်သက်ဒါကပညာပိုင်းနဲ့အခုကစေဝါနဲ့ငွေကြေးမဟုတ်တော့ပညာပိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ပညာရေးခန္ဓာနဲ့ပြောမယ်ဆိုရင်စေဝါနဲ့ပတ်သက်တဲ့လူတွေဆရာဝန်တွေနားဆင်းတွေအခုတိုင်းရင်းဆေးတွေတရုတ်ပေါ့နော်တရုတ်ဆေးတွေတရုတ်ဆိုတဲ့ဆိုအကျိုးတရုတ်အပေါက်တာတွေနော်ဒီတရုတ်နိုင်ငံမှာဆိုတာလင်စင်းတို့ဘာလို့ရှိတယ်ပေါ့နော်ဒီလိုမျိုးစေဝါနဲ့ပတ်သက်တဲ့လောကမှာရှိနေတဲ့ပုံကိုယ်တွေကထူးချွန်အောင်မြင်မှုရှိပါတယ်ဆရာဝန်တွေဆိုလို့ရှိရင်လည်းဒီစေဝါနဲ့ပတ်သက်ပြီးတော့ပေါ့နော်စေယုံစေကန်းတွေမှာရှိတယ်တချို့ကျမရှိမှာဆရာဝန်တွေမေးမြန်းတဲ့သူတွေရှိတယ်ပေါ့နော်သူတို့စေကန်းအဲ့လိုမျိုးရှိတယ်ပေါ့နော်ကျမခုနပြောသလိုမျိုးပေါ့နော်ကိုစေကန်းမှာအဲ့လိုအခက်ခဲလေးတွေဖြစ်နေရှိတယ်နော်ဒီမှာနမိတ်ကအဲ့ဒါမြင်တယ်ဒါပေမဲ့ဒီ10လပိုင်းမှာအဲ့ကိစ္စလေးတွေရှင်းလိုက်ရင်တော့စေဝါနဲ့ပတ်သက်တဲ့သူတွေကထူးထူးချွန်ချွန်ဖြစ်ဖို့ရှိပါတယ်နော်ဟုတ်ပြီဒါကပညာရေးနဲ့ပတ်သက်ပြီးပြောတာပညာရေးကစေဝါနဲ့လေ့လာပါစေဝါနဲ့စတင်တာမျိုးတွေအင်မတန်ဘောနော်ကောင်းမွန်တော့လဲခုနပြောသလိုမကောင်းတဲ့အရာတွေကိုတော့ဖယ်ပြစ်မှရမယ်နောက်တစ်ခုပြောချင်တာကလေပြင်ခရီးသွားခြင်းဘလို့အကြောင်းအရာမျိုးပဲဖြစ်ဗုဒ္ဓဘုသားသမီးတွေ10လပိုင်းမှာခရီးသွားခြင်းကိုကျမကတော့အားမပေးပါဘူးနော်ကျမတော့သွားပါလို့လည်းမပြောမသွားပါနဲ့လို့လည်းမတားခြင်းဒါပေမဲ့အားမပေးဘူးအန်တရရှိတယ်ခီးသွားလာခြင်းအတွက်အန်တရရှိတယ်ကျွန်မဒါလောက်ပဲပြောလိုက်မှာနော်ခီးသွားလာခြင်းကိုဘုရားသားသမီးတွေ10လပိုင်းအတွက်ခီးသွားလာခြင်းကိုကျွန်မအားမပေးပါဘူးနော်ဒါလေးပြောရင်းနဲ့ပေါ့နော်2025 10လပိုင်းတလားစာတဲ့ဘုရားသားသမီးတွေရဲ့တလားစာကံကြမ္မာကိုခံမှန်းအကြံပြုပေးတဲ့အစီအစဉ်လေးကိုဒီမှာနေအဆုံးသတ်လိုက်ပါပြီရှင်နော်နေရာဒေသအသီးသီးမှာတန်ညာကဆွေမျိုးတွေအားလုံးပဲစိတ်ချမ်းသာခန္ဓာကြီးချမ်းသာတောကအပူမီတွေကင်းဝေးပြီးတော့ကောင်းသောလူရဆန္ဒတွေပြည့်ဝကြစေဖို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ရှင်